ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် PSG နဲ့ပွဲအရှုံးကနေရုံထွက်ဖို့ကာရာဘောင်းဖလားရယူသွားမယ်လို့ကြွေးကြော်လိုက်တဲ့ Van Dijk လီဗာပူးနောက်ခံလူ Van Dijk ကတော့ PSG ကိုရှုံးနေသွားခဲ့ရပြီးချန်ပီယံလိကနေထွက်ခဲ့ရပြီးတဲ့နောက်စိတ်ပြတ်စရာတွေဖြစ်မိပေမဲ့လည်းဒီစိတ်ပြတ်စရာတွေကိုရှေ့လာမယ်ပွဲစီမှာဆက်လက်ပြီးတော့ယူဆောင်သွားမှာမဟုတ်ကြောင်းကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်လီဗာပူးကယခုနှစ်ဘောလုံးရာသီမှာခြေစွမ်းကောင်းတွေကိုပြသထားသလိုချန်ပီယံလိမှာလည်းတည်ငြိမ်တဲ့ခြေစွမ်းမျိုးနဲ့အုပ်စုပထမနေရာကနေ16သင်းအဆင့်ကိုတက်ရောက်လာနိုင်ခဲ့ပေမဲ့16သင်းအဆင့်မှာတော့ PSG ကိုရှုံးနေခဲ့ရပြီးပြိုင်ပွဲကနေထွက်ခဲ့ရတာဖြစ်ပါတယ်ကလိုမပြိုင်ပွဲကနေထွက်ခဲ့ရတာကလီဗာပူးအတွက်တော်တော်လေးကိုနစ်နာတဲ့ကိစ္စလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ကိုလီဗာပူးကအိမ်ဝင်းမှာလက်ခံရှင်မိုင်ကစားခဲ့ရလို့ဝမ်စီဆွဲရလက်အသာစီးနဲ့စတင်ကစားကိုရရှိခဲ့ပြီးမှတောက်ခွင်ကောင်းမြူနိုင်ခဲ့လို့ပဲဖြစ်ပါတယ်ဒါပေမဲ့ပွဲတင်တွင်မှာလီဗာပူးတို့ကစားသွားခဲ့တဲ့ခြေစွမ်းပိုင်းရအခုလိုအရှုံးရလက်ကထိုက်တန်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်လီဗာပူးကအဲ့ဒီပွဲစဉ်မှာ PSG ကိုသူရင်ကိုရင်နီးပါကစားနိုင်ခဲ့မိဒီသာထင်ရှားတဲ့ဂိုးပေါက်တဲ့ကန်ချက်တွေကိုတော့မပြုတ်လုံနိုင်ခဲ့ပါဘူး PSG ကတော့ပထမကြော့ပွဲတုန်းကလိုမျိုးလီဗာပူးဘက်ကိုဖိအားပေးကစားသွားနိုင်ခဲ့ပြီးတော့ဂိုးပေါက်တဲ့ကန်ချက်အများပြားလည်းပြုတ်လုံနိုင်ခဲ့ပါတယ်လီဗာပူးကတော့ခွေးတချို့ရရှိခဲ့မယ်ဂိုးပေါက်နဲ့လွဲချော်နေရတာကပဲများနေခဲ့ပါတယ်ဒါလီဗာပူးကစားမတွေရဲ့ခေါင်းထဲကိုရောက်ရှိနေတဲ့စိုးရင်စိတ်ကြောင့်ဖြစ်ပါတယ် PSG ကငါ့ထက်ကောင်းနေငါ့နိုင်မမလားဆိုရင်စိုးရင်စိတ်မျိုးလီဗာပူးကစားမတွေစီမှာဝင်နေကြတာဖြစ်ပါတယ်အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအကြောင်းလေးသတင်းပေးပြစေဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါကြောင့်လည်းအိမ်ဝင်းမှာကစားခဲ့ရပြီမဲ့လီဗာပူးကဧည့်သည် PSG ကအင်ရှင်လွန်နေထားမျိုးဖြစ်နေခဲ့ရတာပါအခုလိုဆိုရင်စိတ်ဝင်နေရာကြီးကစိုးပါလေPSG လိုအသင်းမျိုးကိုလီဗာပူးရဲ့လက်ရှိခြေစွမ်းလက်ရှိတည်ငြိမ်မှုတွေနဲ့ကောင်းကောင်းရှင်စားနိုင်တဲ့ဒေသမှာရှိပါတယ်နောက်တော့အိမ်ဝင်းအားကလည်းလီဗာပူးဘက်မှာပို့ပြီးတော့လေးတာနေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့လီဗာပူးတင်ကပွဲစား12မိနစ်မှာကလေးကသွေးယူထားခဲ့တဲ့ဒမ်ဘီလီရဲ့ဦးဆောင်ကိုပွဲချိန်မိနစ်90လုံးအချိန်ပိုမိနစ်30လုံးခြေပါကိုတကူတောင်ဝင်အောင်ပြန်မသွင်းနိုင်ကြတော့ပါဘူးတပွဲလုံးဂိုးပေါက်ကန်ချက်15ချိန်ရှိခဲ့မယ်ဂိုးပေါက်တဲ့ကန်ချက်ကတော့3ချိန်ပဲရှိတဲ့အထိလီဗာပူးကစားမတွေရဲ့စိုးရင်စိတ်ကမြင့်တက်နေခဲ့ကြတာဖြစ်ပါတယ်အခုလိုစိုးရင်စိတ်တွေလိုအပ်တာထပ်ပို့ပြီးတော့များနေရကြောင်းဗန်နဒီကန်လီဗာပူးတို့ဘလို့မှကိုမနိုင်ဘူးလို့တောင်စဉ်းစားမိပါတယ်ပွဲရလာဒီပေါ်မှာခန်းစားတက်ဝင်နေကြတဲ့အသင်းနှစ်သင်းရဲ့စိတ်ခံစားချက်မျိုးတွေကမတူညီကြတော့လို့ပဲဖြစ်ပါတယ်လီဗာပူးကငါတို့အဆင်မပြေလောက်ဘူးထင်တဲ့စိုးရင်စိတ်တွေကဝင်နေကြပေမဲ့ PSG ကတော့ငါတို့လုံနိုင်တဲ့လုံကိုလုံရမယ်ဆိုရဲယုံကြည်စိတ်တွေကပြင်းပြနေကြပါတယ်အဲ့လိုခံစားချက်ချင်းမတူညီကြတာကြောင့်လဲပယ်နတီဆုံးဖြတ်မှာ PSG က 4-1 နဲ့အနိုင်ရရှိပြီးတော့ကွာတာဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားနိုင်ခဲ့ကြပါတယ်လီဗာပူးကတော့ဒီရှုံးပွဲနောက်ထပ်လာမယ့်ပွဲတွေပေါ်မှာတက်ရောက်မှုကြီးကြီးမားမားမရှိပါစေနဲ့လို့ပဲဆုတောင်းမိပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်လာမယ့်ပွဲကကာရာဘောင်းဖိုင်နယ်ပွဲဖြစ်ပါတယ်ပရီးမီးယားလိဖလားပြင်လီဗာပူးတို့ဒီရာသီမှာရရှိနိုင်ဖို့အနည်းဆုံးဆုဖလားတစ်လုံးလည်းဖြစ်ပါတယ် PSG နဲ့ပွဲအရှုံးကဒီပွဲစဉ်ပေါ်ရိုက်ခတ်မှုတော့နိုင်ငယ်ရှိနိုင်ပေမဲ့စလော့တယောက်ဒါကိုဖြည့်ရှင်းနိုင်မှုမျှော်လင့်မိပါတယ်ဗန်ဒိုက်ကတော့အခုပွဲအရှုံးကိုနောက်ပွဲတွေစီဆက်လက်ယူဆောင်သွားမှာမဟုတ်ဘူးလို့ပရိသတ်တွေကိုဂရီပေးပြောကြားလိုက်ပါတယ်လီဗာပူးကခုလာမဲ့တနင်္ဂနွေနေ့မှာကာရာဘောင်းဖလားဗိုလ်လုပွဲဖြစ်နေနျူကာဆယ်နဲ့ကစားမဲ့ဝင်ဘလီကပွဲပေါ်မှာအောင်ဆိုင်သွားမှာဖြစ်ကြောင်းဗန်ဒိုက်ကကျွန်တော်ပုံမှန်အချိန်တုန်းကလုပ်ခဲ့တဲ့တူညီတဲ့အရေးသွေးတဲ့ပြင်းထန်မှုနဲ့ကစားမယ်ဆိုရင်ဒါလှပတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါကျွန်တော်ရဲ့အမြင်ကတော့နျူကာဆယ်တဲ့ပွဲမှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုပါတယ်ဒီအရှုံးကနေပြီးတော့ပြန်လဲနလန်ထူဖို့ပဲအောင်ဆိုင်သွားမှာပါလို့ပြောကြားသွားခဲ့ပါတယ်ရတန်မီနဲ့အသင်းကပွဲတစ်ပွဲရှုံးသွားခဲ့နောက်ထပ်ကမ်းတဲ့ပွဲတွေကိုပါဆက်လက်ပြီးတော့ရိုက်ခတ်တတ်ပါတယ်ဆိုတော့လီဗာပူးတို့ဆိုရင်မိတဲ့အထဲမှာဒီချက်ကထိတ်ဆုံးကနေပါဝင်နေပါတယ်ဘရောင်းအနေနဲ့ကလီဗာပူးတို့အရှုံးကနေအကောင်းဆုံးပြန်လာနိုင်ပြီးကာရောင်းဖလားကိုရယူသွားနိုင်မလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်ကနေမျှဝေပေးသွားခဲ့လို့ရပါတယ်ဆုံးနေကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ